ပထမဆုံး iPhone 15ကင်တယ်ပြီးတော့16ပြောင်းကင်တယ်နောက်ပြီးတော့10 Pro Max ကင်တယ်ဆိုင်ရှင်ကပြောတယ်မဝယ်နိုင်ရင်ရှောက်မကင်နဲ့တဲ့ယူလောက်အောင်ချမ်းသာတဲ့လူဖြစ်ချင်တာအခုကယူနေပြီဆိုတော့ရီမန်းချက်တဝက်ပြည့်ပြီအစင်မပြေတဲ့အခါတငယ်ချင်းတွေကိုဖုန်းခေါ်မိတယ်သူတို့လည်းအစင်မပြေဘူးကြားမှပြန်ပျော်သွားတယ်တမ ्या ခြေထောက်အားကိုပြီးဘောလုံးပွဲမလောင်းပါနဲ့ကိုယ့်လက်ကိုအားကိုပြီးဖဲရိုက်ပါုံးမွေ့ဆိုင်လာတဲ့အခါငါ့ကိုထားခဲ့ပါငါကချောတော့နောက်တစ်ယောက်ပြန်ရှာဖို့မခက်ဘူး Oh my god wow ဘီယာတောက်တာမှန်ကြည့်ပြီးတောက်နေရတယ်ဆရာဝန်ကပြောတယ်ကြည့်တောက်အောင်ဆိုလို့ချင်းကြိုက်တာမခံချင်ရင်ချင်းကိုအရင်ကြိုက်လိုက်ပါမင်းကသူ့ကိုအရင်ကြိုက်လိုက်ရင်သူကမင်းကိုကြိုက်ဖို့အခွင့်အရေးမရှိတော့ဘူးလေဖောက်ပြန်ခြင်းနဲ့နေသားကြနေတဲ့လူကိုတစ္ဆာရည်တောက်ခိုင်းလဲသေးပေါက်တာပဲရှိမယ်စဉ်းစားကြည့်လေသူ့ရှိမှလည်းပါတယ်ငါစီမှလည်းပါတယ်ဒါကိုအကြီးအသေးလာခွဲနေတယ်ဘာပါတာလဲ Yeah boy နှလုံးသားချစ်တတ်တဲ့နှလုံးသားဟုတ်ပါတော့နင့်နှလုံးသားကသူ့ထက်ကြီးတယ်ဆိုတာသွားပြောလိုက်လဲလူငယ်တွေကိုပြောချင်တာဘာမှအားမငယ်ကြနဲ့စူးစမ်းနေတဲ့လူငယ်တိုင်းမှာအကျွေးကိုစီနဲ့ပါပဲလူတယောက်ကိုနှစ်နာနာမပြောခင်တေချာစဉ်းစားပါပြောစရာတွေကြံခဲ့တာမျိုးမဖြစ်စေနဲ့တခုခုဖြစ်ရင်သူများတွေလိုမျိုးသိပ်ပြီးနေခြင်းပေမဲ့မွေးရပါတောက်စကားများတဲ့အကျင့်ကဖြောက်မရဘူးလူကောင်းတဲ့လူယုတ်မှာဘလို့ခွဲကြလဲဆိုတော့ငါနဲ့တက်ရင်လူကောင်းငါနဲ့မတက်ရင်လူယုတ်မှာတုံးစရာမရှိတော့လို့ရုပ်ချောတာလေးခဏပေါင်ရင်းပါတယ်ငယ်ဆုံးလေးမို့အလိုလိုက်ပြီးအချစ်ခံရတဲ့သူတွေကိုအားကြတယ်ငါမှအငယ်ဖြစ်ပြီးတအိမ်လုံးကခိုင်းနေတာတော့မဟုတ်သေးဘူးကိုလာလိမ့်ပြီဆိုရင်စိတ်ကအလိုလိုသိနေတယ်ငါလှုပ်ခဲ့တဲ့အကွက်ကြီးဆိုပြီးပိုက်ဆံလက်ထဲမရှိတော့ရင်ရှေ့သွားနှစ်ချောင်းကျိုးသွားတယ်လို့ပဲအရင်လိုမရင်နိုင်တော့ဘူးပတ်စံကုန်မှာကြောက်ရင်ပတ်စံကိုမသုံးပါနဲ့မသုံးပဲထားလိုက်ရင်မင်းမပတ်စံကအမြဲတမ်းရှိနေမှာဆိုတော့မင်းဟာထာဝရတထေးပဲပေါ့သုံးစရာမရှိလို့အလုပ်သွားလျှောက်တာအင်တာဗျူးမှာဘာလုပ်ကျင်လဲမေးတာကိုကလေးလေးပဲလုပ်ချင်တယ်ဖြေမိတာနောက်လဲမလာနဲ့လာလဲမနောက်နဲ့ငါအရင်အဖွေးနဲ့တညအိတ်ခဲ့ဦးလေကွာဟာဟုတ်လားဘယ်တော့မှလဲကွာငါတော့မသိလိုက်ပါလားထုံးအိတ်တွေထမ်းကြပြီးရေမချိုးပြတဲ့ညอ่ะပေါ့ကွာရက်ွက်လူကြီးကပြောတယ်မဲပေးရမယ်တဲ့ဒီထက်မဲပေးရရင်လည်းမြင်ရမှာမဟုတ်တော့ဘူးအချစ်ဆိုတာကြက်တုံနီဥလိုပဲတလွာချင်းခွာကြည့်နောက်ဆုံးတော့မျက်ရည်ကျတာပဲအဖက်တင်တာအိမ်မှာမိသားစု9ယောက်ရှိတယ်4ယောက်ကငါနဲ့မခေါ်ဘူးကျန်တဲ့1ယောက်ကငါလေပြင်းရင်ကြည့်ရအောင်ဆိုပြီးစိတ်ထားတဲ့ဇက်ကားတွေကိုပြင်းလို့မကြည့်ဖြစ်ဘူးလာစာကတော့တစ်လောက်9သိန်းရမယ်ဒါပေမဲ့ရုံးကိုတရက်မလာရင်လာစာတွေက1000နှုတ်မယ်နော်အဖွားကြီး
Yeah, boy. တခင်ကြီးကျမလှစာလာထုတ်တာပါ အဖွားကြီးခမရတစ်လလုံးအလုပ်မလာဘူးလေဗျာဘာလို့လစာလာထုတ်တာလဲဗျာ တစ်လောက်9သိန်းတစ်ရက်ကို1000နှုတ်ရက်30ဆို3သိန်းနှုတ်ကြံတဲ့2သိန်းလာထုတ်တာပါရှင် ဩဟုတ်ပြီရောအဖွားကြီး2သိန်းယူလိုက် ဟုတ်တည်းကျေးဇူးပါနောက်လက်ကုန်ကြပြန်ဆောင်ကြမယ်နော် တစ်ဖက်ကို950နှစ်ဖက်ဆိုတော့1500 အဟမ်း မျက်မှန်ပါဝါတော့မဟုတ်ဘူးမင်းကိုအရန်ချစ်တဲ့အချစ်တွေပေါ့ကွာ